လူတွေကသူတို့လိုအပ်တဲ့အခါမှာပဲသင်စီကိုလာတတ်ကြတယ်လို့ခံစားဘူးပါသလားသူတစ်ပါးကိုကူညီဖို့အတွက်ကိုယ့်ရဲ့အနားယူခြင်းအိတ်ဆက်ခြင်းနဲ့စိတ်အေးချမ်းမှုတွေကိုစတေးခဲ့ဘူးပါသလားအဲ့ဒီလိုကူညီပေးခဲ့ပေမဲ့သူတို့ကိစ္စပြီးသွားတာနဲ့သင်ကိုမေ့သွားတဲ့အခါမျိုးကိုကြုံဘူးပါသလားအကယ်၍သင်ဟာအဲ့ဒီလိုလူမျိုးဆိုရင်တော့ဒီဗီဒီယိုလေးကသင်ရဲ့အတွက်ရည်ရွယ်ပါတယ်ဘာကြောင့်လဲဆိုတော့တခါတလေမှာဘဝကအခက်ခဲဆုံးသင်ခန်းစာတွေကိုကျွန်တော်တို့ဂရုစိုက်ရတဲ့လူတွေကသင်သင်ပေးတတ်လို့ပါตาယာလှပတဲ့မျိုးလေးတစ်မျိုးမှာဒန်နီယယ်လို့ခေါ်တဲ့လူတစ်ယောက်ရှိပါတယ်သူဟာအရန်ကျင်နာတတ်ပြီးဘသူကဘာအကူအညီပဲတောင်းဘယ်တော့မှမငြင်းရတဲ့သူအဖြစ်နာမည်ကြီးပါတယ်စပိန်ပြတာကအစားအထုပ်ကပိုးကူတဲ့တာအထိမြို့တဲကလူတွေဟာဒန်နီယယ်ကိုပဲအားကိုးတာပါတယ်ဒန်နီယယ်ကလည်းအမြဲတမ်းပြုံးလေးနဲ့မယ်ရပါတယ်ကျွန်တော်ကူညီပေးပါမယ်လို့အမြဲပြောလေရှိတယ်ဒါပေမဲ့ပြဿနာကဒန်နီယယ်ဟာသူ့တပားကိုလိုက်ကူညီနေရင်းနဲ့သူ့ရဲ့ကိုယ်ပိုင်ဘဝကိုမေးလျော့လာတာပါပဲသူ့အိမ်ကချောင်းဝင်းထဲမှာမြက်တွေတိုးထနေတယ်ပရင်းပေါက်တွေပြက်နေတာတောင်သူကိုယ်တိုင်အတွက်အချိန်မပေးနိုင်ပဲသူတပားကိစ္စတွေကိုပဲလိုက်ဖြေရှင်းပေးနေခဲ့ပါတယ်တနေ့မှာတော့မုန်တိုင်းပြင်းပြင်းထန်ထန်တိုက်ခတ်မဲ့အရေးကြုံလာရပါတယ်ဒန်နီယယ်ဟာသူ့အိမ်ကပစ္စည်းတွေကိုတင်စီဖို့ထက်သူ့တငယ်ချင်းအိုလီဗာရဲ့ပစ္စည်းတွေကိုအရင်ပြေးပြီးကူသိမ်းပေးပါတယ်အိုလီဗာပစ္စည်းတွေလုံခြုံသွားချိန်မှာတော့ဒန်နီယယ်ရဲ့အိမ်ကိုမုန်တိုင်းဝင်သွားပါတယ်သူ့ရဲ့အိမ်နဲ့ခြံဝန်းတစ်ခုလုံးဖရိုးဖရဲပျက်စီးသွားခဲ့ရပါတယ်ဒီအခါမှာတော့ဒန်နီယယ်ဟာစိတ်ပြက်အားငယ်သွားပြီးပညာရှိဆရာကြီးတယောက်စီကိုတွားရောက်တိုင်ပင်ပါတယ်ဆရာကြီးကျွန်တော်လူတိုင်းကိုကူညီခဲ့ပြီမဲ့ဘာဖြစ်လို့ကျွန်တော်စိတ်ထဲမှာဒီလောက်တောင်ဗလာဖြစ်နေရတာလဲကျင်နာမှုကကျွန်တော်ကိုဘာလို့ဖျက်ဆီးနေရတာလဲလို့မေးမြန်းပါတယ်ဆရာကြီးကစီးဆင်းနေတဲ့မိအရေးပြင်းကိုလက်ညှိုးညွှန်ပြရန်အတန်အေးနဲ့ပြောလိုက်ပါတယ်ဒန်နီယယ်ဒီမြစ်ကိုကြည်စမ်းသူဟာတစ်ပင်တွေနဲ့တရိษံတွေအတွက်အသက်သွေးကြောပဲဒါပေမဲ့မြစ်တဆင်းဟာသူ့ရဲ့ကမ်းပါးပေါင်ကိုမထိမ့်သိမ့်နိုင်ပဲနေကျော်စီးဆင်းလာတဲ့အခါမှာတော့အရာအားလုံးကိုဝါမျိုးဖျက်ဆီးဖြစ်တဲ့ရေဘေးအန္တရာယ်ဖျက်သွားတတ်တယ်မင်းရဲ့ကျင်နာမှုကလည်းဒီအတိုင်းပဲအကန့်အသတ်မရှိတဲ့ကျင်နာမှုဆိုတာသူတစ်ပါးကိုအကျိုးပြုဖို့ထက်ကိုပြန်လဲဖျက်ဆီးပစ်ဖို့ပဲဖြစ်လာလိမ့်မယ်ဆရာကြီးကဒန်နီယယ်ကိုခက်သေးတဲ့စင်ခုံမှုတစ်ခုဖိလိုက်ပါတယ်နောက်9ရက်အတွင်းမှာဘသူကဘာအကူအညီပဲတောင်းချက်ချင်းကောင်းပါပြီရပါတယ်လို့မဖြေပါနဲ့အောင်အဲ့ဒီအစားခဏလောက်ရပ်ပြီးစဉ်းစားပါငါသူ့ကိုကူညီလိုက်ရင်ငါရဲ့စိတ်အေးချမ်းမှုပျက်စီးသွားမလားငါအတွက်လိုအပ်တဲ့စွမ်းအင်တွေဆုံးရှုံးသွားမလားအကယ်၍ဆုံးရှုံးမယ်လို့ခံစားရရင်တော့ဒီနေ့တော့မအားသေးဘူးလို့ရဲဝံ့ညင်းလိုက်ပါတဲ့နောက်ရက်မှာတော့အော်လီဗာရောက်လာပြီးအရင်အတိုင်းအကူအညီတောင်းပြန်ပါတယ်ဒါပေမဲ့ဒီတစ်ခါမှာတော့ဒန်နီယယ်ဟာတီဝေမနေတော့ပါဘူးစိတ်မရှိပါနဲ့အော်လီဗာငါခြံစည်းရိုးကပြက်နေတာကြားပြီဒီနေ့တော့ငါဓာတ်ကိုအရင်ပြင်ရမယ်လို့တီငိမ့်ပဲညင်းလိုက်ပါတယ်ဒါပေမဲ့ထူးခြားတာကဒန်နီယယ်ဟာလပေါင်းများစွာပျက်စီးနေတဲ့ခြံစည်းရိုးကိုအောင်မြင်ပြင်နိုင်ခဲ့ပြီးသူ့ဘဝမှာပထမဦးဆုံးအချိန်ကိုတန်ဖိုးထားနိုင်တဲ့ကျေနပ်မှုကိုခံစားလိုက်ရပါတယ်နောက်ဆုံးမှာတော့ဆရာကြီးကဒန်နီယယ်ကိုပြုံးပြီးမေးလိုက်ပါတယ်ဒန်နီယယ်မင်းလူတိုင်းကို yes လို့မပြောတော့တဲ့အတွက်မင်းရဲ့ကဘာကြီးပြိုပြတ်သွားသလားဒန်နီယယ်ကပြန်ဖြေပါတယ်မပြိုပြတ်သွားတဲ့အပြင်ကျွန်တော်လေကဘာလေးဟာအခုမှတည်းပြန်လဲစီကားလာတာပါဆရာကြီးကခေါင်းညိတ်ပြီးအဖိုးတန်တဲ့စကားတကုံးကိုပြောခဲ့ပါတယ်မင်းလူတိုင်းကို yes လို့လိုက်မပြောတော့တဲ့အချိန်ဟာမင်းကို yes လို့စတင်ပြောလိုက်တဲ့အချိန်ပဲအဲ့ဒီအချိန်ကစပြီးမင်းရဲ့ဘဝဟာအစစ်အမှန်ပြောင်းလဲလာတာပေါ့မှတ်ထားပါ no လို့ငင်းလိုက်တာဟာတင့်ကိုလူဆိုးလူမှုရေးမသိတဲ့သူထင်မသွားစေပါဘူးအဲ့ဒါဟာတင့်ရဲ့ငြင်းချမှုကိုတင့်ကိုယ်တိုင်ရွေးချယ်လိုက်တာပါတင်ကိုယ်တိုင်ကတင်ကိုယ်တင်လေးစားမှသာလောကကြီးကတင့်ကိုလေးစားလာမှာပါဒါကြောင့်ဒီနေ့ကစပြီးသူတစ်ပါးအတွက်ပဲအသက်မရှင်းပါနဲ့တော့ကိုဘဝရဲ့ဇက်လိုက်ဟာကိုယ်တိုင်ပဲဖြစ်ပါစေဒီဗီဒီယိုလေးကတင့်အတွက်အကျိုးရှိစေတယ်ဆိုရင် like နဲ့ share လုပ်ပြီးကျွန်တော်တို့ကိုအားပေးခဲ့ပါဦး
နောက်ထပ်လည်းဘဝအတွက်ခွန်အားဖြစ်စေမယ့်ဇာတ်လမ်းကောင်းတွေကိုတင်ဆက်ပေးသွားအောင်ပါမို့ subscribe လုပ်ထားဖို့မမေ့နဲ့အောင်နော်အားလုံးပဲဖိအားနေကင်းဝေးပြီးကိုတန်ဖိုးထားနိုင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်